ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မဲ့33ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အမျိုးသားဗော်လီဘောအသင်းနှင့်အမျိုးသမီးဗော်လီဘောအသင်းနှစ်သင်းစလုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။လက်ရွေးစင်ကစားသမား12ဦးစီရွေးချယ်ထားပြီးနိုင်ငံကုန်ဆောင်စုတစိမ်မြောက်ဆွတ်ခူးနိုင်ဖို့အတွက်ရန်ကုန်မြို့ရှိအောင်ဆန်းကွင်းမှာလေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးပါမယ်ရှင်။မြန်မာလက်ရွေးစင်အမျိုးသားဗော်လီဘောအသင်းနဲ့မြို့သမီးဗော်လီဘောအသင်းတွင်ကစားသမား12ဦးစီရွေးချယ်ခဲ့ပြီးလေ့ကျင့်ပြင်ဆင်နေမှုများကိုအခုလိုပဲကြားသိခဲ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အခုပြိုင်ပွဲကနီးကပ်လာပြီဆိုတော့ကျွန်တော်တို့စကားနောက်ဆုံးအဆင့်အနေနဲ့ကစားသမားကို12ယောက်ကျွန်တော်ဖျက်လိုက်ပါပြီဗျ။ဖျက်လိုက်ပြီးတော့ကျွန်တော်တို့အခုမနက်တစ်ချိန်ညနေတစ်ချိန်လေ့ကျင့်နေပါပြီဗျ။နိုင်ငံတော်အကြီးအကဲကလည်းကျွန်တော်တို့ဒီနိုဝင်ဘာလ19ရက်နေ့မှာကျွန်တော် online အလံ app နင်းပေးလိုက်ပါပြီ။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့စုတစိရရှိအောင်တော့ကျွန်တော်တို့စူးစမ်းဆောင်ရွက်ပါပါဗျ။ပြိုင်ပွဲနီးကပ်လာတဲ့အမြအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးရဲနိုင်ကနေကျွန်တော်တို့အပိစာများနဲ့ကျွေးမွေးပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့ပြိုင်ပွဲကိုတပွဲနိုင်ရင်360လို့ကျွန်တော်တို့ဆူရှင်းပြဖို့လည်းကျွန်တော်တို့ရထားပါတယ်ဗျ။ဒီကစားသမားတွေစိတ်ပန်းဖြေဖို့လည်းဒီမှာဖြောပြရေးအစီအစဉ်လေးနဲ့ဥက္ကဋ္ဌကြီးကအကုန်ပတ်မိုးပေးထားပါတယ်ဗျ။ကျွန်တော်တို့ထိုင်းမှာလည်းကျွန်တော်တို့လက်ရည်စစ်ပွဲအနေနဲ့လည်းကျွန်တော်တို့သွားရောက်ရှင်ပြိုင်စေပြပါပြီဗျ။ကျွန်တော်တို့အနေနဲ့စုတစိရရှိအောင်ပဲစူးစမ်းဖို့ပဲလိုပါတယ်ဗျ။ကျွန်တော်တို့လည်းနောက်ဆုံးပြိုင်ပွဲမှာစီးကိန်းမှာစစိရအောင်ကျွန်တော်တို့စူးစမ်းပါမယ်ဗျ။ပြီးခဲ့တဲ့ဒီ၄လပိုင်းလောက်ကနေပြီးတော့ကျွန်တော်တို့ကစားသမား24ဦးလောက်နဲ့ကျွန်တော်တို့ကန့်ဝင်ခဲ့တယ်ဗျ။အဲ့ကနေကျွန်တော်တို့အဆင့်16ယောက်နဲ့ခဏနောက်ဆုံးခုလက်ရှိ16ယောက်နေကျွန်တော်တို့12ယောက်ကိုနောက်ဆုံးကျွန်တော်ဖြတ်ခဲ့ပါတယ်ဗျ။အဆင့်ဖြတ်ပြီးတော့ဒါအကောင်းဆုံးလူတွေကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာ။ဟုတ်အခုလောဆယ်ကျွန်တော်တို့ကတော့ပြိုင်ပွဲနှီးပြီးဖြစ်တဲ့ဒီအသင်းလိုက်ပြိုင်ပွဲပုံစံတွေကျွန်တော်တို့လေ့ကျင့်နေတယ်ပေါ့။တခြားနိုင်ငံတွေကျွန်တော်တို့နဲ့ပြိုင်ပွဲဖြစ်မဲ့ကျွန်တော်တို့အုပ်စုတွေမှာကြားတဲ့ဒီအင်ဒိုနီးရှားအသင်းကမ္ဘောဒီးယားအသင်းနဲ့ကျွန်တော်တို့ဒီဖိလစ်ပိုင်အသင်းတွေကိုကျွန်တော်တို့ရှင်ပြိုင်ကစားဖို့အတွက်ကိုကျွန်တော်တို့ဒါကြိုတင်ပြင်ဆင်နေပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်နိုင်ရရှိအောင်လည်းကျွန်တော်တို့ဘက်ကနေပြီးကြိုးစားဆောင်ရွက်သွားပါမယ်ခင်ဗျာဟုတ်ကျွန်တော်လူကတော့ဖြတ်လိုက်ပြီပေါ့နော်အဓိကတော့ဒီစီဂိမ်းမှာကျွန်တော်တို့တွေပြိုင်ဖို့အတွက်အကောင်းဆုံးအားထည့်အောင်ပေါ့နော်1 2 3ဝင်အောင်တော့ကျွန်တော်တို့လည်းကြိုးစားပေးရမှာပေါ့နော်ဒါနိုင်ငံတော်အတွက်ပေါ့ဒီထဲမှာပါအတွက်လည်းအရန်ပျော်ပါတယ်ဒီအတွက်အများကြီးကြိုးစားရတဲ့အတွက်ကိုယ့်ကိုလည်းachievement ကိုအနေနဲ့ပျော်ရွှင်မိပါတယ်နောက်စီဂိမ်းတွေပဲလည်းထပ်ပါအောင်ကျွန်တော်ကြိုးစားပါအောင်မယ်ဒီပြိုင်ပွဲရှင်ပြိုင်ဖို့အစကတည်းကဆရာတွေကဖိဖိစီးစီးလုပ်ထားပါပေါ့နော်အခုဒီပြိုင်ပွဲနေပြီဆိုတာတမျိုးချင်းဝအထင်ကာလဖြစ်တဲ့အတွက်ဆရာတွေကတော်တော်လေးကိုကြိုးစားထားပါတယ်အကုန်လုံးလည်းအပတ်နေပံ့ပိုးပြီးတော့လုပ်နေရဖြစ်တဲ့အတွက်တမျိုးလည်းရှိသမျှအင်အားနဲ့အကုန်လုံးစူးစမ်းနေကြပါတယ်ရှင်ဟုတ်12ယောက်နောက်ဆုံးပိတ်ကြံရွေးထားပါတယ်ရှင်ဒါပေမဲ့ channel 4ယောက်ကိုလည်းကျွန်တော်ဥက္ကဋ္ဌကြီးစီစဉ်နဲ့ဆက်လက်စကန်သွင်းထားတော့မှာပဲရှင်ဟုတ်တမျိုးတစင်ချင်းစီကိုအကောင်းဆုံးဒီရှိသမျှအင်အားနဲ့ရအောင်စူးစမ်းသွားမှာပါဟုတ်ဒေချာတွေအကောင်းဆုံးပြင်ဆင်ထားတဲ့ တဖန်ပိုင်းတွေရော spike ပိုင်းတွေရောအကုန်လုံးတယောက်တဦးချင်းစီအကုန်လုံးပေါ့နော်ပြင်ဆင်ထားပါတယ်နောက်ပြီးတော့ဒီတက်လုံးပိုင်းတွေရောစီကေပိုင်းတွေရောဒေချာကစားဖို့ပြိုင်ပွဲမှာကစားဖို့ဒေချာအကုန်လုံးပြင်ဆင်ထားပါတယ်ရှင်နိုင်ငံကုံဆောင်စုတစိရရှိအောင်ကျွန်တော်တို့ရှိတဲ့ခွန်အားနဲ့အကုန်လုံးကစားတော့မှာပါကျွန်တော်ပြိုင်ပွဲဝင်ဖို့အကုန်လုံးတော့အဆင်သင့်ဖြစ်ပါပြီအကုန်လုံးစီစီလုံးလုံးနဲ့ဒီရဲ့ပြိုင်ပွဲဝင်ဖို့လည်းအဆင်သင့်ဖြစ်နေပါပြီ33ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဗော်လီဘောအားကစားနည်းဖြင့်နိုင်ငံကုန်ဆောင်စုတစိမ်များဆွတ်ခူးနိုင်ဖို့အတွက်မြန်မာလက်ရွေးစင်အမျိုးသားဗော်လီဘောအသင်းနဲ့အမျိုးသမီးဗော်လီဘောအသင်းမှအားကစားသမားများဟာအစွမ်းကုန်လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်ရှင်